တီငိမ်ဆုံးလက်စွမ်းနဲ့ Thai Fighter ကိုအမှတ်ပြတ်နဲ့အနိုင်ယူလိုက်တဲ့စိုးနာဦးအခုကျင်းပပြုလုပ်သွားခဲ့တဲ့ One Friday Fight 132ပြိုင်ပွဲမှာတော့မြန်မာ Fighter 3ဦးအထိပါဝင်ခဲ့တာကြောင့်မြန်မာပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ခဲ့ရတဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။ Veronica ကတော့ဒုကောင်ပွဲထိုးရတာဖြစ်ပြီးစိုးနာဦးနဲ့တန့်စင်တို့နှစ်ယောက်ကတော့ရှေ့ပိုင်းပွဲစဉ်တွေမှာရှင်ပြိုင်ထိုးသက်ခဲ့ရတာဖြစ်ပါတယ်။ဒီညထိုးခဲ့တဲ့မြန်မာ Fighter 3ယောက်စလုံးမှာ Veronica ကလည်းစွမ်းဆောင်ရည်ကောင်းသလိုစိုးနာဦးကလည်းခေသူမဟုတ်ဘူးဆိုတာကိုသက်သေပြခဲ့ပါတယ်။စိုးနာဦးကဒီပွဲမှာ Thai Fighter မိုင်ဆန်ကန်နဲ့ရှင်ပြိုင်ခဲ့ရတာဖြစ်ပြီးကျိုးဝိုင်းရှိရာကိုရှောက်လာတဲ့အချိန်ကစလို့ပွဲထိုးရတဲ့အချီအဆအဆုံးစိတ်ဓာတ်ပိုင်းဆိုင်ရာတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ကြော်ဖြတ်သွားနိုင်ခဲ့တာပါ။မိုင်ဆိုင်ကန်ကတော့တထောင်ရိုက်ချက်တွေကိုလည်းအများကြီးထုတ်သုံးသွားခဲ့သလိုလက်သီးခြေကန်တပ်ပေါက်ဆောင်အောင်ကစားသွားခဲ့ပေမဲ့ clinch game ကိုတော့ခေါ်မကစားခဲ့တာကိုတွေ့ရပါတယ်။ဒါကပဲစိုးနာဦးအတွက်အားသာချက်ရသွားစေခဲ့လို့ဆိုရမှာပါရှင်။စိုးနာဦးကမိုင်ဆိုင်ကန်ရဲ့ဖိအားပေးတိုက်စစ်စစ်မှုကိုတည်တည်ငြိမ်ငြိမ်နဲ့ခုခံတယ်။ထိုးစရာရှိတာကိုထိုးတယ်ကန်စရာရှိတာကန်တယ်ကာစရာရှိတာကိုကာတယ်ဒီလိုရိုးရိုးလေးပဲကစားသွားခဲ့ပေမဲ့ဒါကပဲအလုပ်ဖြစ်သွားခဲ့တာပါသူ့ရဲ့လက်သေးတစ်ချက်ကြောင့်နော့ဒေါင်းကျသွားခဲ့ရတဲ့မိုင်ဆိုင်ကန်ကတိုက်စစ်ပုံမြင့်ပြီးပိုဖွင့်တိုက်လာတဲ့အချိန်မှလေစိုးနာဦးကတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်သွားနိုင်ခဲ့ကကောင်တာလက်သေးတစ်ချက်နဲ့မိုင်ဆိုင်ကန်ကိုနော့ဒေါင်းတစ်ချိန်ကြောင့်ထပ်လုပ်ပြနိုင်ခဲ့ပါတယ်ဒါကြောင့်ပဲစိုးနာဦးကအမှတ်နဲ့အနိုင်ရရှိသွားခဲ့တာပါစိုးနာဦးအနေနဲ့ဒီစွမ်းရည်ကိုရှေ့လျှောက်ဆက်ထိန်ထားနိုင်ဖို့ပဲလိုအပ်ပါတယ်ဆက်လက်ပြီးအောင်မြင်ပါစေကိုစိုးနာဦးရဲ့ဂျင်းပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ